မုံစားမရမလားလို့ မုံစားမယ်မဟုတ်ပါဘူးဒီလေးတို့နှစ်ယောက်ကိုပေါ့နော်ကိုကချင်းလဲတစ်ခုလောက်ခိုင်းပါဖဲသီးတစ်စိမ့်ကိုကိုအောင်စားနိုင်တဲ့လူကိုမော့ကြွေးပါသင်ပြေးလားပြေးလားအရင်ကုန်တဲ့လူကိုကြွေးပါပါလိုက်ခွာလားမကုန်တဲ့လူမစားဘူးမကုန်တဲ့လူကိုတော့စားအောင်ပေါ့ကွာ1 2 3စားမယ်ဗျညီလေးရီမနေနဲ့ဟိုမှာညီလေးကတကယ်ကျုံးနေနော်ဟုတ်တယ်ရောကြီးဟမ်အမှုပန်းနေဦးမယ်ကုံသွားပါရေခင်ဗျာကုံသွားပါရေခင်ဗျာလာဒီပါကုံသွားရင်ကြီးလေးဟုတ်တယ်လာဒီပါလားပေါင်းစားမယ်ဟုတ်တယ်ပါတော့တဲ့ပါလေပေါင်းစားမလဲကြောလုံးမတမ်းမလားကြောလုံးမကိုင်းနေပွဲအော်ဒီကွာဖေးဒီနဲ့ချိုးလိုက်ရတယ်ကိုပြေပါပြောကြည့်လိုက်ဒီပါရဒီလေးတိုင်းတိုင်းကြောလုံးမောင်းပေးရမယ်ပဲဟိုဟာဖဲသီးကိုပြိုင်စားခိုင်းမှာပေါ့နော်ဖဲသီးကုံတဲ့လူကိုကျွေးမှာပါမလားရရလေယောက်ျားလေးနှစ်ယောက်ပါလေရရမိန်းကလေးနှစ်ယောက်ပါလို့လည်းရမကြီးနဲ့မကြီးအောင်အားရအောင်မတကယ်ကျုံးနေပြီတကယ်ကျုံးနေပြီဟိုမှာရေကုန်တဲ့လူငါနဲ့တကားပဲဟုတ်တယ်ကိုပါဘာသာအွန်လိုင်းသူပါအဲ့တော့ဘာမှမစားခြင်းလေနေပါမောနေဘာသားလဲဘာစားမလဲဘာစားမလဲဘာလာဆက်သွားတယ်မာရှောင်းဟောတာပြီးတာလားပြီးတာဟိုကဘဲပါလဲမပါမင်းနေဘေးနားနေပြီးတော့ဘာစားမလဲမြင်ဘာစားမလဲကိုကျိုးသားလာပဲကိုတိုက်တာမာလာရှန်ကိုအဲ့တော့မာလာရှန်ကိုတိုင်သွားချဲထဲမှာပါဝင်ပေးလို့ကျေးဇူးပါဟုတ်ကျေးဇူးပါမောဝယ်ပေးရတယ်ကျေးဇူးပါလို့ကျွန်တော်တို့ဖွဲ့ရအများကြီးဆိုတော့လေအားနဲ့အားနာကျေးဇူးပါတရားဆိုင်လားရโอเคကျေးဇူးပါနော်ဘယ်ပါ